မိကြတာအောင်ဆိုတဲ့ဘေးမဲ့ပေးထားတဲ့ဣတိပတနာတော်မှာသတင်းသုံးတော့အဲ့ဒီနန္ဒီယတထေကမြတ်စွာဘုရားသတင်းသုံးဖို့ဆိုပြီးတော့အဲ့မှာတိုက်ခန်း၄ခန်းအိတ်ခန်း၄ခန်းပါတဲ့၄တော့တိုက်အိမ်ကြီးတစ်ခုဆောက်လုပ်ပြီးတော့သူသူ့ရဲ့တရားကအမှန်မှစွန့်ထက်ပုံရအလုံးကိုတရားတရားချင်းကမတူလို့ဖြစ်လိမ့်တိတ်တရားတရားကောင်းတယ်သူကအဲ့တော့သူတရားတရားအစွမ်းကြောင့်မြတ်စွာဘုရားကိုကြောင်းကြီးဆောက်လုပ်ပြီးတော့လှူဒန်းလိုက်တာလှူဒန်းပြီးတော့မြတ်စွာဘုရားလက်ထဲရေဆက်သွန်းလောင်းပြီးကြောင်းကြီးကိုဆောက်လုပ်ပြီးရေဆက်ချလိုက်တာနဲ့တပြိုင်နက်တာဝရိန္ဒနတ်ပြည်မှာဘုံမိမ့်မှန်ကြီးပေါက်နေတယ်ဒါကသူ့ရဲ့ထူခြားချက်ပဲဘုရားကြောင်းတကားတွေထဲမှာဝိသခာတို့နာရဝိန်တို့ဘုံမိမ့်မှန်ပေါက်တယ်လို့မပါဘူးနော်နန္ဒီယတထေသာလို့သူ့ရဲ့စေရနာတရားစွမ်းအားတွေကအလုံးကိုကြီးမားဖို့များအဲ့တော့သူလှူဒန်းတဲ့ဟာကလည်းဇေရုံအကြောင်းကြီးတော့ခန္ဓာချင်းမှာခန္ဓာမှာမခန္ဓာပေမဲ့တို့သူ့ရဲ့ဒီတရားစွမ်းအားရှင်ထဲမှာဖြစ်ပွားတဲ့ဆန္ဒအဲ့ဒါတွေကြောင့်အကျိုးကပေးလိုက်တာနန္ဒီယကကျောင်းရည်စက်လဲချလိုက်ရောဘုရားလက်ထဲမှာရှေ့ကရည်စက်ချတယ်ဆိုတာအလူကပုဂ္ဂိုလ်လက်ထဲကိုရေသွန်းလောင်းတာအခု